နားနေပြတာ ဒါတော့ဟို ဒီကပေါ့ပါလောက်ပါ ပြောပြဒါတော့ဒီနေ့9:15မှာထွန်းမယ် လောက်မသိဘူးလောက် ခု10ရထောင်သိန်းတန်း25တန်းပေါ့လေအောင်ဒေါ်လာ25တန်း ဘေးထီခဏသွားတာဖြစ်ပါတယ်ကျွန်တော်ကကျတော့ဒီဟောင်ကောင်ရဲ့မြို့သေးသေးလေးပေါ့နော်အဲ့မှာတော့ကိုပစ္စည်းတွေစားတော့ဆရာကြီးအဲ့မှာဈေးရှိုးတယ်ဒါကြောင့်ကျွန်တော်ကိုတောင်းလို့မရှိဘူးလေဟမ်90နဲ့မရှိဘူးလေမို့လေကြောက်လေကြာမှာဆိုလို့ဟိုကောင်တက်ရမှာ ဘယ်လိုကြောက်လာလဲ 90နဲ့ကရောက်တယ်လေနောက်ကျမှာဆိုလို့ဟယ်လိုဝေးရုံတော့ခဏသွားနေတယ်နော်ဟုတ်တယ် ဟုတ်ကဲ့လည်းများတော့စဖို့တူတယ်အေးမိုက်တယ်ရော ကျွန်တော်တို့အခုရလောင်းခဏသွားတာဖြစ်ပါတယ်ရလောင်းကကျတော့ဒီဟောင်ကောင်ရဲ့မြို့သေးသေးလေးပေါ့နော်အဲ့မှာတော့ကိုပစ္စည်းတွေစားတော့ဆရာကြီးအဲ့မှာဈေးရှိုးတယ်ဒါကြောင့်ကျွန်တော်ကိုတောင်းလို့ဘတ်စကားပေါ်ရောက်နေတာဖြစ်ပါတယ် Okay ပါ Let's go အခုကျွန်တော်တို့နှစ်ယောက်ကဒီရလောင်းကိုရောက်နေပြီပေါ့နော်အခုကျွန်တော်တို့ပထမဆုံးသွားမှာဒီနာအနီးတစ်ဝိုက်လန်နဲ့ပပပတ်လျှောက်ပြီးတော့နှုတ်စားမယ်ပေါ့နော်ဘယ်ပါဝယ်မှာအဲ့ဒီဝယ်မှာကျွန်တော်တို့ဟိုဘက်မှာဟုတ်အဲ့ဆိုသွားကြအောင် Okay ပါ哇！ဟိုဟောင်ကောင်စံတော်ချိန် 哪里家的？ 9:20ဟိုတော့ရောက်နေပါပြီဗျာကျွန်တော်တို့ဒါတော့ရုံလောင်းပေါ့ဟောင်ကောင်ရဲ့တနေရာပေါ့ဟိုမြို့သေးလေးပေါ့ 有我有嘛？哎，不然你有嘛？ ဘလန်တို့မကြောက်လေလောလောဆယ်တော့သူပတ်စံလေးသွားရှာလိုက်အောင် 啊，不包了，我讲。 မှာတော့စုံပါပဲစိုင်နေရတော့အဲဆိုတော့ကျွန်တော်တို့ဘလန်တို့ပေါ့ဒီချိန်ကတော့လူရှုပ်ဆုံးချိန်ပဲဗျလူသိမ့်ချိန်လို့ဆိုနော်နည်းနည်းလေးတော့လာတရားလေးတော့ကြည့်ရှုရမယ့်ချိန်လေးပေါ့ 不包。把第单好好的事情，要比包要好要比包。哇呢，哇！这个包啊，没来了。 ကျွန်တော်တို့ဒီရှို့ဒီဘက်ကိုဆက်သွားမယ်ဗျ 我把我把那 ဟိုကဂျော်ကြီးကဘက်ကိုဆက်သွားမယ်ဗျ 上一个家伙， ဒါကတော့ကျွန်တော်တို့လေးပေါ်တဲ့ဆိုင်လေးကိုပြောရမယ်ပေါ့5ချက်30နဲ့ 对吧？虽然你那个呀，第三个也顶。 ကျွန်တော်တို့ကဒါမျိုးလေးဝယ်ဖို့သုံးနေရတာပေါ့ဗျကျွန်တော်တို့ရဲ့ income နဲ့အဲ့ဒါတော့အနေနဲ့တက်တက်လေးရှောက်လိုက်မယ်နော်ဂျော်ကြီးကလက်ကပိတ်တော့မှဆိုတော့ခင်းညာဟ
ဟောင်းဒေါ်လာ30ကျော်နှစ်ရှိနေချိုးပဲရွေးချယ်ဝယ်မိတိမှထူတယ်ကိုရီးယားဟောင်ကောင်ပါမန်းကြီးတွေပေါ့ဒီလိုပါပဲအေးမျိုးဆိုပါအေးဝယ်လို့ရတယ်တော်လည်းမလို့တော့တယ်ကွက်ပြောင်းအေး不上抽吗？我上抽了。快背没呢？哪里背啊？可能还快背没呢。浪，我浪。ကျွန်တော်တို့တော်ကီကလပ်ကိုသွားနေရဗျဖွင့်နေအေးကျွန်တော်တို့ဒါတော့ဟောင်ကောင်ရဲ့တော်ကီကလပ်ပေါ့တကယ်အားလုံးဝင်လာမင်းပေါင်းကြည့်နေကတော့ဖြစ်လာဒီနေရာကျတော့ဒီကျွန်တော်တို့ဟောင်ကောင်ထီရောင်းတဲ့နေရာပေါ့နော်ဒီမှာကျွန်တော်တို့ထီထိုးလို့ရတယ်ဒီမှာလူတွေလည်းအများကြီးညနေပိုင်းဆိုတော့လူတော့နည်းနည်းရှင်းပါပုံမှန်ဆိုရင်တော့ဟိုကျွန်တော်တို့တန်းစီပြီးတော့ဆောင်းအောင်ပါပေါ့နော်အခုကတော့လူရှင်းနေတယ်လှုပ်စင်းချိန်ဆိုတော့လူရှင်းနေပါပဲနားနေခဏလေးပြတာဒါတော့ဟိုဒီကပေါ့ပါတော့ပြောပြဒါတော့ဒီနေ့9:15မှာထမယ်ဟုတ်မသိဘူးဟုတ်ခု10ရထောင်းတောင်းသိန်းတန်း25တန်းပေါ့ဟောင်ကောင်ဒေါ်လာ25တန်းဘေးထိပါရင်ဘာလုပ်25တန်းဒေါ်လာကို950နဲ့ညှောက်ကြည့်ဗျာကယ်ကူလေတာပါကွဲသွားမယ်ဟုတ်ပါသူ့ပဲသွားပါ